အီသီယိုးပီးယားဆိုတဲ့နိုင်ငံကိုခင်ဗျားတို့ကြားဘူးကြမှာပါ။ဘိုးရင်တော့အီသီယိုးပီးယားကအရန်ဆင်းရဲလွန်းတာကြောင့်ဆင်းရဲတဲ့မိသားစုတွေကိုတွေ့ရင်အီသီယိုးပီးယားကလာတဲ့ဟာတွေလားမသိဘူးဆိုပြီးတော့လှောင်ပြောင်လာရင်တောင်မှပဲတင်တို့အနေနဲ့ကြားဘူးကြမှာပါ။ဒါကတော့လွန်ခဲ့သောဆယ်စုနှစ်တစ်ခုလောက်ကဖြစ်မှာပါ။အဲ့ဒီအီသီယိုးပီးယားနိုင်ငံဆိုတာကတော့အာဖရိကတိုက်ကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဟုတ်ပါတယ်။အာဖရိကတိုက်လို့ပြောလိုက်တဲ့အခါမှာဆိုရင်တော့လူအများစုရဲ့စိတ်ထဲမှာပြေးမြင်တာကကျေပြောလာတဲ့ဒဲကန်နာကြီးတွေဒါမှမဟုတ်ငတ်မွတ်ခေါင်းမမှုပြဿနာတွေနဲ့ကြုံတွေ့နေရတဲ့တိုက်ဖြစ်နေလူတွေရဲ့မျက်စိထဲမှာပြင်းပြင်းကြမှာပါဒါပေမဲ့ဒီနေ့ခေတ်အာဖရိကမှာအနေအရှိဆုံးနဲ့စစ်ပွဲတစ်ခုဖြစ်မလို့ရင်ထိတ်ထိတ်စောင့်ကြည့်နေရတဲ့အရာကဒဲကန်နာလည်းမဟုတ်သလိုငတ်မွတ်ခေါင်းမမှုလည်းမဟုတ်ပါဘူးအဲ့ဒါကတော့ဆယ်ကြီးတစ်ခုဖြစ်နေတာပါကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ရသေးတယ် subscribe လုပ်ထားဖို့အတွက်တောင်းဆိုအပ်ပါတယ်ခင်ဗျအဲ့ဒါကတော့ဒေါ်လာ9ဘီလီယံတန်ကြီးရှိပြီးတော့အာဖရိကရဲ့အသက်သွေးကြောဖြစ်တဲ့နိုင်ကြီးရဲ့အဓိကရေရင်းမြစ်ကိုတမ်မနီနဲ့ကွန်ကရစ်ဒရိုင်းကြီးတွေလိုပိတ်ဆို့ထားတဲ့ရေလောင်တာတမန်ဖြစ်တည်ဆောက်မဲ့အီသီယိုးပီးယားပြန်လည်ဆန်းသစ်ခြင်းဆယ်ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဒီဆယ်ကြီးတည်ဆောက်ဖို့အတွက်ဒေါ်လာ9ဘီလီယံတောင်မှပဲကုန်ကျမှာဖြစ်ပါတယ်။ဒီဆယ်ကြီးကအီသီယိုးပီးယားနိုင်ငံအတွက်တော့စီးပွားရေးတိုးတက်ဖို့နဲ့နိုင်ငံတော်နိုးထလာဖို့အတွက်လျှက်စစ်ဓာတ်အားပေးမဲ့အဓိကအသက်သွေးကြောဖြစ်ပေမဲ့လည်းအဲ့ဒီရဲ့မြေအောက်ပိုင်းမှာဆိုရင်တော့မြေအောက်ပိုင်းမှာရှိနေတဲ့အီဂျစ်နဲ့ဆူဒန်နိုင်ငံတွေတက်ကတော့သူတို့ရဲ့အသက်သွေးကြောကိုအတင်းဆွဲညစ်ထားတဲ့လက်တစ်ဖက်လိုဖြစ်နေတာပါဒီဆယ်ကြီးကိုတော့နိုင်မြစ်ကြီးရဲ့အဓိကပင်မရေတောင်းမြစ်ဖြစ်တဲ့နိုင်မြစ်ပြာပေါ်မှာတိဆောက်ထားတာပါအမြင့်145မီတာအရှည်မီတာ1800နီးပါးရှိပါတယ်ဆိုလိုတာကတောင်ကြားကြီးတစ်ခုကြားထဲမှာကွန်ကရစ်မဟာရိုင်းကြီးတစ်ခုလိုကာထားတာပဲဖြစ်ပါတယ်ဆယ်ထိပ်ကနေငုံကြည့်လိုက်တဲ့ခါမှာဆိုရင်တော့ဒါမှန်ရေလောင်ကန်ကြီးမဟုတ်ဘဲနဲ့လူတွေဖန်တီးထားတဲ့ပင်လယ်အိုင်ကြီးတစ်ခုလိုကိုမြင်နေရတာပါဒါပြင်အီသီယိုးပီးယားရဲ့ရီမန်းချက်ကလည်းတီတီမော်မော်လေးတွေမဟုတ်ပါဘူး။ကုန်းမြင့်ပေါ်ကနေစီးဆင်းနေတဲ့ဒီမြစ်တွေကိုနိုင်ငံတစ်ခုလုံးကိုလင်းထိန်သွားစေမဲ့လက်စစ်ဓာတ်အဖြစ်နဲ့ပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။အီသီယိုးပီးယားကဘာကြောင့်ဒီလောက်ထိစွန့်စားပြီးတော့အနေများတဲ့စီမံကိန်းကိုမြန်မာကဆောက်ရတယ်လဲဆိုတဲ့အကြောင်းပြချက်ကအရန်ကိုမှလည်းလက်တွေ့ကြပါတယ်။နိုင်ငံရဲ့လူဦးရေကတန်းတရာကျော်နေပြီဖြစ်ပေမဲ့လည်းနိုင်ငံရဲ့လူဦးရေရဲ့ထောက်ဝမကလျှက်စစ်ပြီးလုံးဝမရရှိကြပါဘူး။မင်းမရှိဘူးဆိုတာကတော့ဖုန်းတွေစက်အုံတွေမရှိတာမဟုတ်ပါဘူးဒီချိန်နဲ့လျှက်စစ်မင်းမရှိလို့စက်အုံတွေလည်းပတ်လို့မရတာပါစက်မှုလုပ်ငန်းတိုးတက်ခြင်းနဲ့ယထာလန်းတွေဖောက်ခြင်းနဲ့တပ်ထုတွန်းတွေတူးခြင်းနဲ့ကျောင်းတွေဖွင့်ခြင်းနဲ့နိုင်ငံတစ်ခုတက်တော့လျှက်စစ်မင်းမရှိတာကပြေးကျင်နေတဲ့လူတယောက်ရဲ့အဆုပ်ကိုအတင်းပိတ်ထားသလိုမျိုးမွန်းကျက်လှပါတယ်ဒီဆယ်ကြီးကအပြေးဝလဲပတ်နိုင်ပြီဆိုရင်တော့အာဖရိကမှာအကြီးအမားဆုံးရေအားလျှက်စစ်စီမံကိန်းတွေကတစ်ခုဖြစ်လာမှာဖြစ်ပြီးတော့နိုင်ငံတော်စီးပွားရေးကိုမောင်းနှင်ပေးမဲ့အင်ဂျင်ကြီးတစ်ခုလည်းဖြစ်လာမှာဖြစ်ပါတယ်ဒါပေမဲ့စဉ်းစားကြရတော့သဘာဝတရားရဲ့စီမင်းအရရေဆိုတာကအထက်ပိုင်းမှာရှိနေတာမဟုတ်ပါဘူး။နိုင်မြစ်ပြာကအီသီယိုးပီးယားကနေစီးဆင်းပြီးတော့ဆူဒန်နိုင်ငံကိုဖြတ်ပါတယ်။အဲဒီကမှအီဂျစ်ထဲကိုစီးဝင်ပြီးတော့နိုင်မြစ်မကြီးဖြစ်တဲ့မြေထဲပင်လယ်ထဲကိုစီးဝင်တာဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်တော့အီဂျစ်နိုင်ငံကအရန်ကိုမှစိုးရင်တုန်လှုပ်နေပါတယ်။အီဂျစ်နိုင်ငံရဲ့လူဦးရေသန်း100ကျော်ရဲ့95%ကျော်နဲ့စိုက်ပျိုးရေးလုပ်ငန်းအကုန်လုံးကနိုင်မြစ်ဘေးကစိမ်းလန်းတဲ့မြေစွန်လေးပေါ်မှာစုပြုံနေတာဖြစ်ပါတယ်။မြေပေါ်ကိုကြည့်လိုက်မယ်ဆိုရင်လေအီဂျစ်ဆိုတာကနိုင်မြစ်ကြောင်ပဲဒဲကန်နာထဲမှာတက်ရှိဖြစ်နေဖြစ်တည်လာတဲ့နိုင်ငံဆိုတာအတိုင်းသားသိနိုင်ပါတယ်ဒါကြောင့်အထက်ပိုင်းကရေလောင်တာဒါမှမဟုတ်ရေလွတ်တာတွေလှုပ်လိုက်တာနဲ့ပဲအောက်ပိုင်းကအီဂျစ်နိုင်ငံမှာဆိုရင်တော့ဓာတ်ရိုက်တဲ့အောင်မှုရှိသွားမှာဖြစ်ပါတယ်အောက်ပိုင်းနိုင်ငံတွေကြောက်ဆုံးကတော့ဒီနေ့ဒီချိန်ကရေနေသွားမှထက်နောက်တစ်ချိန်မိုးခေါင်ရေရှားတဲ့နှစ်တွေရောက်လာခဲ့မယ်ဆိုရင်တော့ဘယ်အချိန်မှရေဘလောက်လွတ်ပေးမယ်ဆိုတာကိုဘယ်သူကဆုံးဖြတ်ပေးမလဲဆိုတာကိုကြောက်ကြတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ရဲ့လက်တွေ့ဘဝပတ်ဝန်းကျင်တစ်ခုနဲ့မြင်သားအောင်ပြောပြရမယ်ဆိုရင်တော့ခင်ဗျားတို့ကတိုက်ခန်းမှာနေကြတယ်ဆိုပါတော့ဘော်ဒါကလူကရေပိုက်လိုင်းရဲ့ပင်မရေတကားကိုထိန်းချုပ်ထားသလိုပါသူကလျှက်စစ်ထုတ်ဖို့အတွက်ဒါမှမဟုတ်ရေလိုလို့ရေတကားပိတ်လိုက်မယ်ဆိုရင်အောက်ထပ်ကခင်ဗျားတို့စီကိုရေရောက်ရှိလာမှာမဟုတ်တော့ပါဘူးသူကဘယ်အချိန်ရေဖွင့်ပေးမလဲဆိုတာကိုခင်ဗျားတို့ကအတနာခံပြီးတော့တောင်းရမယ့်သဘောထားမှရှိသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီစီမံကိန်းကြီးကိုစတင်ကြတဲ့ကတာမန်စွမ်းရည်စီမံကိန်းတက်မဟုတ်တော့ဘဲနဲ့ရေတကားကိုထိန်းချုပ်ခွင့်အာဏာပြဿနာဖြစ်လာပါတယ်ဒီနေရာမှာရေတကားကိုထိန်းချုပ်နိုင်တဲ့သူကတော့မြေရဲ့စီးဆင်းမှုကိုပြောင်းလဲနိုင်ပြီးတော့အောက်ပိုင်းနိုင်ငံတွေရဲ့လုံခြုံရေးအသက်ရှင်ရပ်တည်ရေးတွေကိုပါတက်ရောက်သွားနိုင်တာပါဒီနေရာမှာဘာဝင်နေတဲ့နိုင်ငံသုံးနိုင်ငံရဲ့သဘောထားတွေကိုကြည့်ရင်လည်းဘယ်သူမှရှော့ပြီးလို့မရတဲ့အခြေအနေဖြစ်နေပါတယ်အီသီယိုးပီးယားဘက်ကကြည့်မယ်ဆိုရင်လည်းနိုင်မြစ်ပြာရဲ့ရေ85%မကသူတို့နိုင်ငံတောင်တန်းတွေပေါ်ကနေပြီးတော့စီးဆင်းတာဖြစ်တာကြောင့်သူတို့ပိုင်နယ်ထက်ကအဓိကအရင်းမြစ်ကိုသုံးပြီးတော့မိထုတ်ခွင့်ဆင်းရဲဒုက္ခလွတ်မြောက်ခွင့်ရှိတယ်လို့ရဲရဲဝံ့ပြောချပါတယ်။အီဂျစ်နိုင်ငံဘက်ကကြည့်မယ်ဆိုရင်လည်းနိုင်မြစ်ကသူတို့နိုင်ငံရဲ့တစ်ခုတည်းသောအသက်သွေးကြောဖြစ်လို့ရေပမာဏကိုတက်ရောက်စီမဲ့ဘယ်စီမံကိန်းကိုမဆိုသူတို့ရဲ့တရားဝင်သဘောတူညီချက်ရှိရမယ်လို့ဆိုပါတယ်။
တခြားတစ်ဖက်မှာဆိုရင်တော့ဆူဒန်ဘက်ကနေပြီးတော့ကြည့်မယ်ဆိုရင်လည်းဆူဒန်နိုင်ငံကတော့မင်းသမီးနဲ့ဗရမ ्या ကြားတွေကငပြောသီးလိုညက်နေတာဖြစ်ပါတယ်ဒီဘက်မှာ10ကြောင့်မိုးဝါသည်ရေကြီးမှုထိန်းချုပ်နိုင်တာနဲ့လျှက်စစ်မီးတက်တာစွာရနိုင်တဲ့အကျိုးကျေးဇူးရှိပေမဲ့လည်းနောက်တစ်ဖက်မှာဆိုရင်တော့အီသီယိုးပီးယားရဲ့စီမံခန့်ခွဲမှုကပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ရေတွေကိုရုတ်တရက်ဒေချာမတိုင်ပင်မနဲ့လွှတ်ချလိုက်တဲ့အခါမှာဆိုရင်ဆူဒန်ရဲ့ကိုပိုင်ရေအားလျှက်စစ်ဆင်တွေကပျက်စီးသွားမှာကိုတိမတက်စိုးရိမ်ပူပန်နေရပါတယ်အဲဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတာနဲ့ရှုပ်ထွေးတာကတော့ဒီငင်းပွားမှုရဲ့နောက်ခွင်မှာဆိုရင်တော့ကိုလိုနီခေတ်ကစာချုပ်အဟောင်းတွေနဲ့အကျွေးဟောင်းတွေကရှိနေတာပါအဲ့ဒါဘာတွေလဲဆိုရင်တော့1929ခုနဲ့1959ခုနှစ်နိုင်မြေသဘောတူညီချက်တွေအရဗြိတိရှတွေကအီဂျစ်နဲ့ဆူဒန်ကိုပဲနိုင်မြေသုံးဆွဲခွင့်အဓိကအသာစီးပေးထားခဲ့ပါတယ်အီသီယိုးပီးယားနိုင်ငံကတော့သူဟာရေရင်းမြစ်ရဲ့80ရာခိုင်နှုန်းမကစီးဆင်းရာမြစ်ဖျားခံရနေရာမှာရှိနေပါလျက်နဲ့အဲ့ဒီသဘောတူညီချက်အဟောင်းတွေမှာလုံးဝချန်လက်ခံခဲ့ရလို့ဒါကိုလုံးဝအတိမတ်မပြုတ်ပါဘူးဒီနေရာမှာကျွန်တော်ရဲ့သုံးသက်ချက်လေးတစ်ခုကိုလည်းပြောပြပေးချင်ပါတယ်။ဒီမိုင်းမှာအထက်ပိုင်းနိုင်ငံတစ်ခုကသဘောတူညီချက်အဟောင်းတွေကိုညှင်းဆန်ပြီးတော့သူ့ရဲ့တောင်းဆိုချက်နဲ့အခွင့်အရေးကိုတော့ကွန်ကရစ်ဒိုင်းကြီးဖြစ်တဲ့မြစ်ကြောင်းထဲမှာတကယ်ဆောက်ပြလိုက်တာကဒါပထမဆုံးအချိန်ပဲဖြစ်ပါတယ်။ဆောက်ရွက်ပေါ်မှာညှင်းပွားနေတာထက်မြေပြင်မှာအကောင့်ထဲပေါ်ပြလိုက်တာဖြစ်ပါတယ်။2017ခုနှစ်မှာအီသီယိုးပီးယားကဒီစီမံကိန်းကိုစတင်ခဲ့တာဖြစ်ပါတယ်။အဲဒီတော့ကဘေးပတ်ဝန်းကျင်အခြေအနေတွေကရှုပ်ထွေးနေခဲ့ပြီးတော့အီဂျစ်မှာဆိုရင်လည်း RS Spring ဒေါ်လာရေးကြောင့်နိုင်ငံရေးအပြောင်းအလဲတွေချုပ်ထွေးနေတဲ့အချိန်ပဲဖြစ်ပါတယ်။အောက်ပိုင်းနိုင်ငံတွေသတိထားမိတဲ့အချိန်မှာဆိုရင်တော့ဆယ်အောက်ခြေကွန်ကရစ်တွေကိုလောင်းနေပြီးဖြစ်ပါတယ်။ဒါဟာမဟာဗျူဟာကိုကျလွန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အစာအုပ်ကြီးကတကယ်မြေပြင်ပေါ်မှာပေါ်လာပြီးဆိုရင်တရမန်ရေးရာဆာဝက်စရန်တွေနဲ့ပြန်လည်ဖျက်ဆီးဖို့အတွက်လုံးဝမဖြစ်နိုင်တော့လို့ဖြစ်ပါတယ်။အီသီယိုးပီးယားကစကားဝိုင်းပေါ်ကငါသဘောမတူဘူးဆိုတဲ့စကားလုံးကိုတောင်ကြားထဲမှာတကယ်ရှိနေတဲ့အစိမ်းရောင်ဒရိုင်းကြီးတစ်ခုပြည့်နဲ့ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာကဆယ်ဆောက်တယ်ဆိုတာကရေကိုပိတ်ထားအောင်လည်းမပြီးပါဘူး။နိုင်မြစ်ပြကြီးကရေတွေများတာမဟုတ်ပါဘူး။နှုံးမြေတွေလည်းအရန်ကိုများပါတယ်။မိုးဝါးစီရောက်တဲ့ခါမှာဆိုရင်တော့ရေတွေကတဲတွေကြောက်တွေနဲ့အတူရေလောင်ကန်တွေကိုစီးဝင်လာပြီးတော့ရေလောင်ကန်ကိုတိမ်ကောစေသလိုရေအားလျက်စစ်နဲ့ဒါပိုင်ဆယ်ရဲနေရာတွေကိုလည်းပြည့်စည်စေနိုင်ပါတယ်။ဆယ်တစ်ခုအတွက်အခက်အခဲဆုံးကနှုံးမြေတွေကိုရှင်းဖို့ထက်ရေလွတ်တဲ့ပမာဏနဲ့အချိန်ခါကိုချိန်ဆဖို့ပဲဖြစ်ပါတယ်။ရေတွေအများကြီးရုတ်တရက်လွတ်လိုက်မယ်ဆိုရင်တော့အောက်ပိုင်းနိုင်ငံတွေမှာရေကြီးရေချမ်းမှုတွေဖြစ်မှာကိုစိုးရိမ်ရသလိုအနည်းငယ်ပဲလွတ်လိုက်မယ်ဆိုရင်လည်းအောက်ပိုင်းမှာသီးနှံတွေပျက်စီးပြီးတော့ရေပြက်လက်မှာကိုစိုးရိမ်ရပါတယ်။ဒီတကားရဲ့စစ်မှန်တဲ့စံသက်ချက်ကဘယ်အချိန်မှာဘယ်နေရာကိုရေဘလောက်လွတ်ပေးမလဲဆိုတာဖြစ်ပါတယ်။အီသီယိုးပီးယားအနေနဲ့ဒီလိုရေတကားကိုလက်နက်တစ်ခွဲသုံးပြီးတော့ဒေသတွင်းဩဇာထူထောင်တဲ့ကိစ္စကအာဖရိကမှာလည်းဖြစ်နေတာမဟုတ်ပါဘူး။တခြားမှာဆိုရင်တော့တရုတ်နိုင်ငံမှာလည်းဖြစ်နေတာဖြစ်ပါတယ်။တရုတ်နိုင်ငံကမဲခေါင်မြစ်ထပ်ပိုင်းလန်ချန်မြစ်ပေါ်မှာဆိုရင်အလွန်ကြီးမားတဲ့ဆယ်ကြီးဆက်တစ်ခုမှကတိစောက်ထားပါတယ်။ဒါကြောင့်ထိုင်း၊လာအို၊ကမ္ဘောဒီးယားနဲ့ဗီယက်နမ်တို့လိုအောက်ပိုင်းနိုင်ငံတွေကမိုးခေါင်တဲ့အခါမှာတရုတ်ကရေလွတ်ပေးမဲ့ရက်ကိုစောင့်မျှော်နေရသလိုတရုတ်ကရေပေးလိုက်ရင်လည်းမဲခေါင်မြစ်ရေခမ်းခြောက်သွားရပါတယ်။နောက်ထပ်ကတော့တူရကီနိုင်ငံဖြစ်ပါတယ်။တူရကီနိုင်ငံရဲ့ GAP စီမံကိန်းကြောင့်အောက်ပိုင်းကအီရတ်နဲ့ဆီးရီးယားနိုင်ငံတွေကရေရှားပေါမှုတံကိုအပြင်းထန်ခံနေရပါတယ်။ဒါကြောင့်ဒီနေ့ခေတ်မှာရေဆိုတာကတာမတ်ဘာဝဒေယံဇာတမဟုတ်တော့ဘဲနဲ့တနက်မစ်ဇိုင်းတွေထက်ပုံမိုထိရောက်တဲ့ပထဝီနိုင်ငံရေးလက်နက်ဖြစ်လာတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်လည်းဆယ်ကြီးလေပတ်ဖို့နီးကပ်လာလေလေငင်းပွားမှုတွေကပိုပြင်းထန်လာလေလေဖြစ်တာပါ။ဒါဘာကြောင့်လဲဆိုတော့ရေလောင်ကန်ထဲမှာရေမြင့်တက်လာတိုင်းအီသီယိုးပီးယားရဲ့အသာစီးရမှု leverage ကလည်းမြင့်တက်လာလို့ပါ။ရေလွတ်လိုက်တိုင်းမှာလည်းအထက်ပိုင်းနိုင်ငံကနားလည်မှုတစ်ခုခုကိုတိုင်းနာဖို့ဆန္ဒရှိမရှိအောက်ပိုင်းနိုင်ငံတွေကစောင့်ကြည့်နေရတာဖြစ်ပါတယ်။ဒီနေရာမှာသူတို့ငင်းခုန်နေကြတာကရေပမာဏအတွက်တည်းမဟုတ်ဘဲနဲ့ရှေ့လာမဲ့ဆယ်စုနှစ်တွေမှာနိုင်မြစ်တစ်လျှောက်လုံးကိုဘယ်သူကစီမံခန့်ခွဲအမိန့်ပေးမလဲဆိုတာဖြစ်ပါတယ်။အခု2025ခုနှစ်မှာဆိုရင်တော့အီသီယိုးပီးယားကအဲ့ဒီဆယ်ကြီးကိုတရားဝင်အပြည့်အဝစတင်လဲပတ်ကြောင်းကြီးညာခဲ့ပြီးတော့ဒါကိုနိုင်ငံတော်နိုးထလာမှုနဲ့အဓိကအောင်ပွဲပြရုပ်ဖြစ်နေသတ်မှတ်ခဲ့ပါတယ်။သူတို့တော့မဟာအောင်ပွဲကြီးဖြစ်နေသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။အီသီယိုးပီးယားလူမျိုးတွေအတွက်တော့ဒါဟာအထက်ပိုင်းနိုင်ငံတစ်ခုအနေနဲ့တခြားသူရဲ့မျက်နှာကိုပဲကြည့်မနေတော့ဘဲနဲ့ကိုယ်ကံကြမ္မာကိုကိုယ်တိုင်ပဲဖန်တီးခွင့်ရလိုက်တာကိုပြသလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့အီဂျစ်တော့ကတော့ဒီရေတကားကတခြားသူရဲ့လက်ထက်ကခလုတ်တစ်ခုလိုဖြစ်နေတော့မှာနိုင်မြစ်ပေါ်ကိုမိခိုနေရတဲ့အောက်ပိုင်းနိုင်ငံတွေရဲ့လုံခြုံမှုကလည်းသူတို့လက်ထဲမှာလုံးဝမရှိတော့ပါဘူး။အီသီယိုးပီးယားကဘာကြောင့်ဒီဆယ်ကြီးအတွက်ဒေါ်လာ9ဘီလီယံအကုန်ကျခံရတယ်လဲဆိုရင်တော့ပေါ်ရန်ကြည့်လိုက်တဲ့အခါမှာလျှက်စစ်ထုတ်ဖို့ဖြစ်ပေမဲ့လည်းတကယ်တမ်းမှာဆိုရင်တော့နိုင်မြစ်ရဲ့ရေတကားထိန်းချုပ်ခွင့်အာဏာကိုပြန်လည်ခွဲယူပဲဖြစ်ပါတယ်။အရင်တော့ကတော့အောက်ပိုင်းမှာရှိတဲ့သူကယဉ်ကျေးမှုရဲ့လုံခြုံမှုကိုထိန်းချုပ်ထားနိုင်ပေမဲ့အခုခါမှာဆိုရင်တော့မြေဖျားခံရကိုထိန်းချုပ်ထားတဲ့သူကပဲစီးမင်းတွေကိုပြန်လည်ရေးဆွဲခွင့်ရသွားခဲ့တာဖြစ်ပါတယ်။
ဒီဆယ်ကြီးရဲ့တကယ်ကြောက်စရာကောင်းတဲ့ချက်ကတော့ဒီတကားတစ်ခုကမြေတသိန်းရဲ့အခွင့်အာဏာနဲ့သမိုင်းကိုတကယ်ပြန်လဲရေးဆွဲနိုင်တယ်ဆိုတာကိုအာဖရိကတိုက်တစ်ခုလုံးနဲ့ကမ္ဘာကြီးကိုမိမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာကဲခင်ဗျားတို့အနေနဲ့ရောကျွန်တော်ဖော်ပြပေးခဲ့တဲ့အခုအီသီယိုးပီးယားနိုင်ငံရဲ့ဆယ်ကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မိပါသလဲခင်ဗျာမိမိနိုင်ငံမီးရဖို့နဲ့တိုးတက်ဖို့ရေအားလျက်စစ်ဆယ်ဆောက်ထားတဲ့အီသီယိုးပီးယားကမှန်သလားဒါမှမဟုတ်နိုင်ငံရဲ့အသက်သွေးကြောထိခိုက်မှဆိုလို့ကန့်ကွက်နေတဲ့အီဂျစ်နိုင်ငံဘက်ကပဲမှန်သလားဆိုတာခုမှမှဝင်ရောက်ဆွေးနွေးပြသကြပါဦးခင်ဗျာအခုဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like and subscribe လုပ်ထားဖို့အတွက်တောင်းဆိုအပ်ပါတယ်ခင်ဗျာနောက်ထပ်တဲ့ဆင်ဝန်စားစရာအကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ channel လေးကိုအမြဲမပြတ်စောင့်ကြည့်ပေးပါဦးခင်ဗျာဇုံတီချီယူပေးတဲ့အတွက်ပရိသတ်တွေအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ